မှာကြာရောက်မဲ့အမေများနဲ့အတွက်ဆိုပြီးတော့အမေကိုကြောလိုက်တာဒါဦးတန်းနိုင်တော်မြတ်တန်းတို့အိမ်လားဟုတ်တယ်သမီးတို့စီမှာကိတ်လေးမှာထားသလားလို့မှာထားလားလို့ဒီမှာကိတ်တွေလည်းမှာထားတယ်ပစ္စည်းတွေလည်းမှာထားတယ်ဒီရောက်မှငွေရှင်းမယ်လို့လည်းပြောတယ်မမှာပါဘူးဟုတ်လို့လားမှာလို့သမီးကလာပြီးပို့ပေးရလေဒီရောက်မှပတ်စံပေးမယ်လို့လည်းပြောတယ်အလောင်းမောင်30ကျော်ပိုးတောင်ရှင်းရမှာမမှာဘူးဟုတ်တယ်ဦးတန်းနိုင်ဟုတ်တယ်မမှာဘူးလို့ဒါမှလို့သမီးကလာပြီးပို့ပေးရလေဖုန်းဆက်ပြီးတော့မှာဒီကိုလာပြီးတော့ပို့ပေးပါတဲ့ဒီရောက်မှလည်းပတ်စံပေးမယ်တဲ့အလုပ်သမားတွေလည်းကြွေးကျင်လို့တဲ့အဲ့လိုပြောတယ်မဘူးတခြားပစ္စည်းတော့ပါသေးရဲ့ကြည့်အောင်မလားကြည့်တော့လေမကြည့်တော့ဘူးဒါပေမဲ့သမီးကအဲ့ဒီပစ္စည်းကိုလေတခြားတယောက်ကိုပေးရင်လည်းအဆင်မပြေတော့ဘူးဗျအန်တီနဲ့မိန်းနဲ့မှားထားဆိုတော့သမီးကလာပြီးတော့ပို့ပေးရတာမှာပါဘူးပါဒါလည်းမှာပါဘူးဒါမှလို့သမီးကလာပြီးပို့ပေးရဒီမှာဒီမှာစာရီနဲ့ကိုလာပြီးတော့ပို့ခိုင်းလို့သမီးကလာပြီးတော့ပို့ပေးတာမမအောင်လို့ဒီမှာအဲ့တော့တခြားပစ္စည်းကိုကြည့်အောင်မလားငါတို့မရေအန်တီကအစင်မပြေလို့အဲ့ဒီပစ္စည်းလေးကိုပြန်ယူသွားလိုက်ဆိုလေသမီးကပြန်ယူသွားလိုက်မှာနော်ဆန်လေးဖို့ကိတ်ဖို့ကြတော့မတက်နိုင်လေကြတော့ပြန်မဟုတ်ဘူးလေဒီကိတ်ရဲ့တခြားပစ္စည်းရောပါသေးတယ်အဲ့အားကြောင့်မလို့တခြားပစ္စည်းလေးကိုကြည့်လိုက်အောင်လေနော်အန်တီမတက်နိုင်အောင်ဆိုသမီးပြန်ယူသွားလိုက်မယ်နော်အဲ့ဆိုတခြားပစ္စည်းလေးသမီးပြမယ်နော်ဟုတ်ကဲ့အန်တီဘယ်လိုလေးပြင်မလဲခမန်းကြည့်ကြည့်ပါဦးလက်ဆောင်ပစ္စည်းရောက်ပြီဘိုင်းတော့အဲ့ကွာအဲ့ဘိုင်းတော့အမြင့်တို့မြန်လှုပ်ရှားလေးပြောငွေသား10သိန်းတိုင်းနဲ့လက်ခုပ်လေးတီးပေးလိုက်ပါငွေသား10သိန်းတိုင်းနဲ့နော်ရှေ့ရတဲ့သမီးလေးကအခုလာမဲ့နော်10ရက်နေ့မှာကြာရောက်မဲ့အမေများနဲ့အတွက်ဆိုပြီးတော့အမေကိုကြောလိုက်တာတဲ့ရွှေနေစာလေးနဲ့နော်အန်ဒီရင်းနဲ့ခန်းစားချက်လေးပြောပြပါဦးဘူးပါနဲ့ဟိုတိုင်းမရောက်တော့လဲဟွာခုနေရမယ်သိထဲလိုက်ဒုက္ခပဲပြောတာမနေလားမောင်လေးရောဘယ်လိုလေးတော့မောင်လေးတို့လည်းပါသေးတယ်ဟိုကလိုင်းမဟုတ်တဲ့ဥမအားကြောင့်တော့ငုံနဲ့လို့ပြောတိတ်တင်းထားတာပြောတာဟုတ်အိုရသမီးလေးကနော်အမစကားလေးပါလိုက်သေးတယ်မောင်လေးကကြတော့ဘယ်မှာလဲမောင်လေးကသွားလာအောင်မောင်လေးကခဏတော့လာခဲ့ပေးပါဦးနော်မောင်လေးအတွက်လည်းအဝေးကမမကြီးကနော်လိုင်းမဟုတ်ကြီးတို့အားလို့ပြောအန်တီကအခုလိုမျိုးလေးသမီးလေးကကျေးဇူးလေးတည်တော့အန်တီစိတ်ထဲကဘယ်လိုလေးခံစားရလဲဝင်လာတာဗောသမီးလေးလောက်ကျွေးနေလို့လည်းဒီလိုလေးတက်လေးရှိနေတာလေအော်ဟုတ်ကဲ့ပါသမီးလေးကမလိမ္မာလေးလုံးမကျွေးရင်တက်တန်းတိုးပြီးကြည့်တယ်ကိုလည်းလေအော်ဟုတ်ကဲ့ပါလို့ပါအဝေးကသမီးလေးကအမှားစကားလေးပါလိုက်သေးတယ်နော်အရန်ရှိရတဲ့မမေတဲ့အရန်ရှိတယ်နော်တဲ့တာသမီးတွေအတွက်ဆိုရင်အမြဲတမ်းနဲ့ရှေ့တန်းတင်ပြီးတဲ့ရုံးကန်ပြီးတဲ့သမီးတို့မျက်နှာမငယ်အောင်ထားပေးခဲ့တဲ့အတွက်တဲ့အမေပေါ်မှာကာယကံဝစီကံမနောကံတို့နဲ့တဲ့ပြမမိတာရှိရရင်လေသမီးတောင်းပန်ပါတယ်နော်မမေတဲ့အဖေမရှိကြတဲ့တဲ့ရုံးကန်ခဲ့ရတာတွေတဲ့အမေပြမခဲ့ရပါပြီတဲ့အခုချိန်မှာတဲ့အမေနဲ့မောင်လေးအတွက်သမီးရဲ့ဝေးမှာစူးစမ်းနေချိန်မိုးတဲ့အမေနားမှာမရှိပေးနိုင်တဲ့အတွက်သမီးတောင်းပန်ပါတယ်နော်တဲ့ကျမရေကိုအထူးဂရုစိုက်ဖို့ပဲမှာကျင်ပါတယ်နော်တဲ့အမေရှိရင်တဲ့သမီးကအရာရာပြည့်စုံနေပြီမို့တဲ့အမေတဲ့ကျမအောင်နေပေးပါနော်တဲ့အရင်ကမှားခဲ့တာတွေအတွက်လေတဲ့သမီးတောင်းပန်ပါတယ်နော်တဲ့သမီးဘဝမှာတဲ့အမေနဲ့ရှင်ပြီးတဲ့ရွေးရှိစရာမရှိပါဘူးအမေတဲ့အမေသာသမီးအတွက်ပထမပါပဲတဲ့အမေစိတ်ချမ်းသာပျော်ရွှင်နေတာလေးပဲမြင်ကျင်တာပါအမေတဲ့အရန်ရှိတယ်နော်မမေရေဆိုပြီးတော့အဝေးမှာရောက်နေတဲ့သမီးလေးကအဲ့လိုမှစကားလေးပါလိုက်သေးတယ်နော်အန်တီရောအဝေးကသမီးလေးကိုဘာလေးပြောချင်သေးလဲသူ့တကတော့ကိုကနေတာကျမပါဒီချမ်းသာပါဒီမြစ်တာပို့ပဲသူတို့ကောင်းနေတဲ့သူရုံးမာတွေနဲ့လွဲပါသေးအဲ့လိုပဲအမြဲတမ်းဆူတောင်းပေးပါတယ်အဝေးကမောင်လေးအတွက်လေနော်အမှားစကားလေးပါလိုက်သေးတယ်နော်မောင်လေးအတွက်နော်အမတသိန်းတန်လေးနဲ့အဝေးကမမကြီးကမဘိုးထည့်ပေးလိုက်တာနော်လိမ့်လိမ့်မမောင်နေပါမောင်လေးတဲ့အမေစကားကိုလည်းနားထောင်တော့တဲ့မမတို့မှာတဲ့ဒီအမေလေးပဲရှိတာမို့တဲ့အမေကိုပြန်အော်တာတွေပြန်ပြောတာတွေမလုပ်ပါနဲ့နော်မောင်လေးတဲ့အမေကိုလည်းဂရုစိုက်ပါနော်တဲ့အမေနဲ့မောင်လေးအတွက်ရုန်းကန်နေချိန်မို့တဲ့မမကအမေနားမှာမရှိပေးနိုင်တာမို့တဲ့အမေကိုစိတ်ချမ်းသာအောင်ထားပါနော်မောင်လေးရေဆိုပြီးတော့နော်အဝေးမှာရောက်နေတဲ့မမကြီးကအဲ့လိုမှစကားလေးပါလိုက်သေးတယ်မောင်လေးကရောအဝေးကမမကြီးရောဗာလေးပြောချင်သေးလဲ
ဘာမှမပြောချင်တော့ဘူး ပြောလာအောင်လေမောင်လေးရဲ့စကားတန်လေးတော့ကြားချင်ပါပဲလေနော် တယ်မမပီတိဖြစ်ပါတယ် လို့ပြောပြတာ မကျေးဇူးတင်ပါတယ်ဘုန်းတော်အမကျေးဇူးတင်ပါတယ်ဟုတ်ပါဘူး အမေစကားကိုနားထောင်ပါမယ်ဟုတ်ပါပြီအန်တီရောသမီးလေးကိုရှိရတဲ့သမီးလေးကိုဗာလေးပြောချင်သေးလေအခုလိုမျိုးလေးငွေသား10သိန်းနဲ့ဒါအပြည်ပြည်ဆိုင်ရာအမေများနေအတွက်ဆိုပြီးတော့ကြိုကြောလိုက်တာနော်ဒီနေ့ခန်းစားချက်လေးပြောပြပါ မာတယ်ပေါ့ကိုတမီးလေးတော့ ဟုတ်ကဲ့ပါ စားခတ်တယ်သူလေးရတယ်လို့လေးသွားပေးနေလို့အများကြီးကျေးဇူးတင်တယ် ဟုတ်ကဲ့ပါ နေ့တိုင်းနဲ့ကိုသမီးလေးကိုမိတာပို့တယ်ကျမပါဒီချမ်းသာပါဒီသူတော်ကောင်းနေနဲ့တွေ့သူရုံးပါတယ်